ဟယ်လိုဒီနေ့မှာတော့နေရလဲအရန်ပူတယ်။ကျွန်တော်ဟင်းလေးတွေမချက်ချင်ဘူးဆိုပြီးတော့အစုံတုပ်လေးလှုပ်စားပါမယ်။အစုံတုပ်ကအမေအရန်များပြီးတော့လှုပ်ရတာပို့အလို့ရှုပ်တယ်ဆိုတာကိုလှုပ်ခါမှပဲချွေးကြီးကြားသိရပါရဲ့ရှင်။ဝတ်တာလေးတွေကိုအစင်သင်းလောက်ထားလိုက်ပါတယ်။ကြက်သွန်လေးပပလေးထားတယ်ပစွန်ကြောက်လေးထောင်းထားပါတယ်။ပဲပြားလေးတွေကိုအနေတော်လေးတုံးပြီးတော့အယောင်လေးရောအရသာလေးရောကောင်းအောင်ဆောင်းနှင်းမုံနဲ့စားလေးနဲ့နေထားလိုက်ပါတယ်။ပြီးသွားရင်တော့ခောက်ဆွဲမရှိတဲ့ကြောင့်ခောက်ဆွဲဆင်းဝယ်ပါတယ်။ခောက်ဆွဲတဲ့အာလူမရှိလို့ဆင်းဝယ်ရင်းနဲ့မှာအကျော်တွေ့လို့ဆိုပြီးအကျော်ဝယ်ပါတယ်။မုတ်တီပါဆိုင်တွေ့လို့ဆိုပြီးမုတ်တီစားခြင်းလို့မုတ်တီပါထပ်ဝယ်လာပါတယ်။ဒါကတော့အစုံတော့တော့ပြင်ဆင်နေပြီပေါ့နော်။ပဲပင်ပေါင်းလေးရယ်ခောက်ဆွဲလေးရယ်ဂေါ်ဘီလေးရယ်ပြုတ်ထားတဲ့အာလူလေးရယ်ပဲပြားလို့ကြော်ပြီးတော့ပပလေးညှက်ထည့်တယ်။နေကန်းဝင်လာတဲ့အကျော်လေးလေးကျန်တာလို့ညှက်ထည့်လိုက်ပါတယ်။ပြီးတော့ချက်သွန်လေးရယ်ပစုံကြောင့်ထောင်းနာလေးရဲ့ထက်ကြက်သွန်ပြူစီချက်လေးထက်အချင်းတွဲမကြီးနှစ်လေးထက်အရသာမုတ်လေးတော့ကငန်းပြားရေးထည့်တယ်ပဲမုတ်လေးထည့်ပြီးတော့ဒီဒါရှိ900မုတ်လေးထည့်ပြီးတော့နေပါတယ်နေတဲ့အချိန်မှာအကြက်မုတ်ထည့်ဖို့မေ့သွားတဲ့အတွက်ကြောင့်မို့လို့ပြီးသွားမှအကြက်မုတ်ထည့်ပြီးတော့ဒါကတော့နေပြီးစားဖို့အဆင်သင့်ဖြစ်တဲ့အတုပ်ဆုံးပါရှင်ဆိုင်ဒီမှာလို့တော့လေအယောင်ပါတဲ့ငရုတ်စီပါမတုံးထားတဲ့ခါကျတော့တဘာဝအတိုင်းလေးပါပဲเนาะဒါကြပါအောင်